Pine sa gen lo ro ma phit bu po te ye pin sai tha yin te ye ti ro thot ma poအဲ့ဒါလိုပဲလောကုတ္တရာနယ်ပယ်မှာလည်းပဲကောင်းမွေဆိုးမွေကောင်းတဲ့မျိုးသေးမကောင်းတဲ့မျိုးသေးဆိုတာရှိတယ်အကုသိုလ်လို့ဆိုတဲ့မကောင်းတဲ့မျိုးသေးပဲစိုက်ပျိုးကြတယ်ဆိုရင်တော့ဘဝတန္တရာကျင်လည်တဲ့အခါမှာအကုသိုလ်ရဲ့အကျိုးပေးတွေအားတန်တယ်ကုသိုလ်မျိုးသေးစိုက်ပျိုးတဲ့ပုဂ္ဂိုလ်တွေရောက်တော့ကုသိုလ်ရဲ့အကျိုးပေးတွေအားတန်တယ်ပေါ့အဲ့တော့ဘဝတန္တရာကျင်လည်တဲ့အခါကုသိုလ်ကောင်းမှုရရပြုကြရတယ်အဲ့ဒီမှာမွေးနေ့ကုသိုလ်အနေနဲ့မွေးနေ့မွေးရကုသိုလ်ဆက်အသက်ရှင်လာသည်အသက်ရှင်လို့မွေးနေ့ကိုကုသိုလ်ဆက်ရမည်မွေးနေ့ရောက်တဲ့အခါကုသိုလ်ကောင်းမှုပြုဆုတောင်းဆုယူပြုရမယ်တဲ့ဒါဖျားစားတဲ့အရိယာသူတော်ကောင်းတို့ရဲ့ထုံးတမ်းပဲဘာဖြစ်လို့လဲလို့မင်းရင်တတ္တဝါတွေဟာမိမိပြုထားတဲ့ကံကိုအမိပြုရလို့ပဲဦးဇင်းတို့တွေတို့သူတော်ကောင်းတို့တွေလူဆိုတဲ့ဝေါဟာရတစ်ခုပဲတူညီတယ်လူလို့ဝေါဟာရလေးတွေတူညီတယ်ကျန်တဲ့ဘဝရဲ့ရှင်သန်ပုံတွေယက်ဒီပုံတွေဥပရိတံပတ္တိ